ဖောက်ပြန်မိတဲ့ယောက်ျားလေးတွေနဲ့ပတ်သက်ပြီးတော့ဒါတည်ထားရမယ့်အကြောင်းအရာလေးတွေကိုနည်းငယ်ရှင်းပြပေးသွားမယ်အဲ့တော့ဒီအကြောင်းအရာတွေကိုရှင်းပြရခြင်းကဖောက်ပြန်ခြင်းကိုအားပေးတာဖောက်ပြန်ခြင်းကိုလမ်းညွှန်တာတော့မဟုတ်ဘူးသို့တော်တစ်ခါမှားယွင်းပြီးတော့ဒါဖောက်ပြန်မိတဲ့ယောက်ျားလေးတွေအနေနဲ့ဥပဒေပါအခွင့်အရေးလေးတွေဘယ်လိုရှိလဲဆိုတာကိုတည်ထားဖို့အတွက်ရှင်းပြနေဖြစ်တယ်အဲ့တော့ယောက်ျားလေးတွေအနေနဲ့အိမ်တော်ရေးပြမှုကိုကျူးလွန်တဲ့နေရာမှာဖောက်ပြန်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့နောက်တစ်ခုကတော့ဒုတိယမယားထပ်ယူတယ်ဒါမှမဟုတ်လေဒုတိရှင်ကြားပေါင်းသင်းနေထိုင်တယ်ပေါ့ဆိုတော့ဒီလိုအခြေအနေမျိုးလေးတွေကိုဒါကျူးလွန်ကြတာရှိတယ်အဲ့တော့အဓိကတည်ထားမှာကကိုယ့်အနေနဲ့နောက်ထပ်အိမ်တော်ရှိနေတဲ့ဇာတ်နဲ့နောက်ထပ်အိမ်တော်ကိုထပ်ပြုလိုက်တယ်လူသိရှင်ကြားနောက်ထပ်ဘေးကလေးတစ်ယောက်နဲ့ပေါင်းသင်းနေထိုင်တာမျိုးတွေရှိနေခဲ့မယ်ဆိုရင်တော့ဒါတလင်တမယာဥပဒေနဲ့ကိုကပြမှုကိုကျူးလွန်တဲ့သူအဖြစ်ဒါတရားစွဲခြင်းကိုခံရနိုင်တယ်အဲ့တော့ကျူးလွန်တယ်ဆိုတာကိုပေါ်ပေါက်တယ်ဆိုရင်တော့လေပြားနှစ်ဥပဒေပစ္စည်းတွေလည်းဆုံးရှုံးမှာဖြစ်ပါတယ်အဲ့တော့အိမ်တော်ရှိနေတဲ့တန်းနဲ့နောက်ထပ်တစ်ယောက်ကိုထပ်ပြီးတော့ထိန်းချလိုက်တယ်လူသိရှင်ကြားကြီးပေါင်းသင်းနေထိုင်လိုက်တယ်ဆိုရင်တော့ဒီတရင်တမယာဥပဒေနဲ့လည်းညီနိုင်တယ်ကိုယ့်ရဲ့ပစ္စည်းတွေလည်းဆုံးရှုံးနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါကတော့အရေးကြီးပါတယ်သိထားမှာဖြစ်တယ်နောက်တစ်ခုကတော့ဖောက်ပြန်တယ်ပေါ့နော်ဆိုတော့ဖောက်ပြန်တယ်ဆိုတဲ့အကြောင်းအရာကတော့တခါတလေယောက်ျားလေးတွေရဲ့ဒီစိတ်ရဲ့ထွက်ပေါက်တစ်ခုအနေနဲ့စိတ်ကစားမှုတစ်ခုအနေနဲ့ဒါကိုယ်မအိမ်တော်ရှိနေတယ်နောက်ထပ်မိန်းကလေးတစ်ယောက်နဲ့ဒါတွဲလာသွားတယ်ပန်းညံတွေသွားတယ်ရုပ်ရှင်တွေသွားကြည့်တယ်လက်ကင်တယ်နော်ဒီနောက်ဆုံးဖတ်တယ်နမ်းတယ်အခြေအနေမျိုးတွေသမီးသားလိုမျိုးစားတွေအပြန်အလှန်တွေပို့ကြရဲဆိုတဲ့အခြေအနေမျိုးတွေအဲ့ဒီလိုအခြေအနေမျိုးတွေအဆင့်လောက်ဆိုရင်တော့ဒါဖောက်ပြန်တဲ့အဆင့်လို့သတ်မှတ်လို့ရတယ်cheating ပေါ့နော် micro cheating လုပ်တယ်လို့လည်းဆိုကြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေလေးလောက်ပဲဆိုလို့ရှိရင်တော့ဒါတလင်တမယာဒါဥပဒေနဲ့ကိုယ်တရားစွဲဆိုနိုင်မဲ့အခွင့်အရေးကတော့မရှိပါဘူးနောက်ဥပဒေပစ္စည်းတွေကလည်းဆုံးရှုံးနိုင်စရာအကြောင်းမရှိပါဘူးသို့တော့ဒီအခြေအနေဖောက်ပြန်ခြင်းဆိုတဲ့အခြေအနေကိုတစ်ဖက်ကကိုယ့်ရဲ့ဒီလက်ရှိအိမ်တော်ကတော့ဒါပွာရှင်းပေးစီလို့မှုဆိုပြီးတော့တရားစွဲဆိုတောင်းဆိုနိုင်ပွဲရှိပါတယ်သို့တော့ဒီဖောက်ပြန်ခြင်းဆိုတဲ့အကြောင်းအရာလေးနဲ့တော့ဒါတမင်တမယာဥပဒေနဲ့အရေးယူလို့မရပါဘူးကိုယ့်ရဲ့ဒီလက်ထပ်ပွားပစ္စည်းတွေလည်းဆုံးရှုံးစရာအကြောင်းမရှိပါဘူးဒါလေးကိုနားလည်ထားဖို့လိုပါတယ်